ကဲအားလုံးပဲမင်္ဂလာပါเนาะဒုတိယပါရင်ချင်းမိတ်ဆွေများညီကိုများအားလုံးပဲမင်္ဂလာပေါ့ပြဿနာကြပါစိတ်တူဥစ္စာပထမဆုတောင်းပေးပါလေကဲအားလုံးပဲကျွန်တော်ကိုမြင်တဲ့ချစ်ခင်အားပေးတဲ့ကျွန်တော်လူအောင်ကိုယ်မလေးလူတက်ကိုယ်မလေးအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတော့လည်းဝိုင်းပြီး share ပေးပါရှယ်မူရှာလေးလုပ်ထားပေးပါနော်ဘာကြောင့်လဲဆိုရင်အခုဗီဒီယိုဖိုင်လေးဒီဒါကျွန်တော်ကိုမြင်တဲ့အားပေးရဲ့ကျွန်တော်နေထိုက်ကိုယ်မလေးကိုခုမှတွေ့တဲ့ကျွန်တော်လူတက်ကိုယ်မလေးကိုအားလုံးတွေအခုဗီဒီယိုဖိုင်လေးကဒါအားလုံးအတွက်လုံးဝအကျိုးရှိဗီဒီယိုဖိုင်လေးတွေဖြစ်ပါတယ်။နော်ဘာကြောင့်လဲဆိုရင်တုံးကမတွေအတွက်နော်လုံးဝအကျိုးရှိဗီဒီယိုဖိုင်လေးဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေ့အင်ကာနေ့နော်10ရက်3လပိုင်း2026အင်ကာနေ့ညနေ4နာရီခွဲစီမှာနော်ပတ်ရမဲ့ပတ်တီရှယ်ပတ်တီရှယ်မင်းရုပ်ကွက်ကိုလိုချင်ပါလေပပလနေပေါက်ချင်ပါလေပပလနေရချင်ပါလေတခါမှလည်းမပေါက်ဘူးလို့ပေါက်ဘူးချင်ပါလေတခါမှလည်းမရဘူးလို့ရဘူးချင်ပါလေဆိုကမလေးတခါလဲကြည့်တော့ပါဘာကြောင့်ဆိုရင်ကျောင်းကမလေးဒီညနေအင်္ဂါနေ့10ရက်နော်10ရက်အင်္ဂါနေ့ညနေ4နာရီခွဲစီမှာကျောင်းကမလေးပတ်ရမဲ့ပတ်သီးတွေပတ်သီးနဲ့ရှုံးထားတဲ့ကိုမလေးပတ်သီးနဲ့ကြည်အောင်စော့ကျင်ဆိုကမလေးကျွန်တော်ပေးတဲ့ပတ်သီးတွေကျွန်တော်ပေးတဲ့မယုံကွက်တွေကိုယုံကြည်နဲ့စော့ပါယုံကြည်နဲ့ကစားပါဘာကြောင့်လဲဆိုရင်နော်10ချိန်ရှိမှဆိုရင်4ချိန်3ပုံ5ချိန်တော့စူးစမ်းပြီးလုပ်ပြီးတယ်ပတ်သီးပဲဖြစ်ဖြစ်အကွက်ပဲဖြစ်ဖြစ်အကောင်းဆုံးတွေမှာစူးစမ်းပြီးလုပ်ပြီးရဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကိုမလေးဘက်ကနေပြီးတော့ယုံကြည်မှုရှိပါလေဝါနာတူပါလေဈေးဖို့လေးရချင်ပါလေမဖိုးလေးရချင်ပါလေဆိုရင်ကျွန်တော်ပေးမဲ့ကနေကိုယူပြီးတော့ထိုးပါယူပြီးတော့ကစားပါလုံးဝအေကန်မို့ချလုံးဝအောင်မြင်ပါလိမ့်မယ်အဲကြောင့်မို့ကျွန်တော်ကိုမလေးဘက်ကကျွန်တော်ကိုယုံကြည်လို့ကိုယ့်ရဲ့ထဲမှာငွေ900ရှင်900မထိုးရတယ်ထောင်ရှိထောင်မှုထိုးရအဓိကဒီယုံကြည်မှုနဲ့တက်ဆိုင်ပါလေနော်ယုံကြည်မှုတက်ဆိုင်နေဘာကြောင့်လဲဆိုရင်ကျွန်တော်ကမှဒီညနေမှာကျွန်တော်အကောင်းဆုံး break ကိုလုံးဝကိုချုပ်ပြတစ်ခွက်ကောင်းရှိတယ်။နောက် break ကိုလုံးဝကိုချုပ်ပြတစ်ခွက်ကောင်းလေးဆိုတော့လုံးဝအမှန်တကယ်ကောင်းတယ်။လုံးဝကိုလည်းထိုးလို့ကောင်းမဲ့ခဏတစ်ခွက်ကောင်းလေးရှိတယ်။တွက်ကြောင့်မို့ကိုရီမလေးဘက်ကနေပြီးတော့နောက်တစ်ခွက်ကောင်းလေးကိုစောင့်မျှော်နေတဲ့ကျွန်တော်ရဲ့ကိုရီမလေးနောက်ပတ်သီးကိုစောင့်မျှော်နေတဲ့ကိုရီမလေးဘက်ကတော့တစ်ခါလဲတာယူပြီးတော့ထိုးပါယူပြီးကစားပါ။နောက်မကြည့်ခင်လေးမှာမယူခင်လေးမှာကျွန်တော်ရဲ့ YouTube channel ကို subscribe လေးမနှိပ်ရသေးနှိပ်ထားပြီးပါမရှယ်ရသေးရှယ်ထားပြီးပါမမျှဝေရသေးရမျှဝေထားပြီးပါဘာကြောင့်လဲဆိုရင်ကျွန်တော်ဘက်ကလည်းကျွန်တော်တယောက်တည်းနဲ့ကျွန်တော်ကိုယ်မလေးအလောင်းလူအများကိုကျွန်တော်တယောက်တည်းနဲ့လာရောက်ပြီးမျှဝေပေးခဲ့လို့ပဲကိုယ်မလေးလူအများကလည်းတော့ကျွန်တော်တယောက်တည်းကိုအများမြင့်များတွေ့အောင်မျှဝေပေးလို့ရပါတယ်အဲကြောင့်မို့ကျွန်တော်ကိုယ်မလေးဘက်ကအစင်ပြီးတော့စော့ခြင်းနဲ့အစင်ပြီးတော့ကစားခြင်းနဲ့တခါမှတော့မထိုးဘူးလို့အခုမှဗီဒီယိုဖိုင်လေးကိုတွေ့လို့လိုက်ပြီးစော့ခြင်းပါလေလိုက်ကစားခြင်းပါလေကန်ဆယ်ခြင်းပါလေဆိုကိုယ်မလေးဒီညနေမှာပိတ်ရမယ်ပတ်သီးသည်9-3ညပတ်သီးဖြစ်တယ်နော်ပိတ်ရမယ့်ပတ်တိက9-3ညပတ်တိပါ9ကိုကြိုက်ကုန်ပါလေ9ကိုပပ3ညကိုကြိုက်ကုန်ပါက3ညကိုပပ9-3ညပတ်တိလုံးအားကောင်းပါလေနော်9-3ညပတ်တိလုံးအားကောင်းတယ်ကျွန်တော်အကြဆုံးပတ်တိဒီညနေမှာအကြဆုံးပတ်တိကလည်း9ပတ်တိဖြစ်ပါလေ9ကော3ညကောပတ်ရင်တော့ပိုပြီးကောင်းပါလေဘာကြောင့်ဆို9ကော3ညကောပတ်မယ်ဆိုရင်တော့နှစ်သီးစားလေးမိပါလိမ့်မယ်အကွက်ကောဆိုရင်3သီးစားလေးမိပါလိမ့်မယ်ဒါကြောင့်ကျွန်တော်ကမှဒီမှာနှစ်သီးစား3သီးစားလေးမိခြင်းနဲ့ဆိုရင်တော့9ကော3ညကောပတ်ပါပို့ပြီးတော့ပတ်ရမှာပတ်တိကတော့9ပတ်တိဖြစ်ပါတယ်เนาะရှုံးသမျှအကျွေးကိုကြည်အောင်လုပ်ပြီးမှပတ်တိကတော့9ပတ်တိပါ9ကိုကြိုက်ကုန်ပါလေ9နဲ့ထိုးမဲ့ main ကွက်လေးသည်96 59 53 55ပါเนาะ9နဲ့ဆိုရင်96 59 53 55ဖြစ်ပါတယ်3ညနဲ့ main ကွက်သည်3ည3ည3ညခွန်3ည6 3ည9ပါเนาะ3ညဆိုရင်3ည3ည3ညခွန်3ည6 3ည9ဖြစ်ပါတယ်တီတီမီမီလေးထိုးခြင်းနဲ့ပပလန်နဲ့ကစားခြင်းပါလေဈေးဖို့လေးရခြင်းပါလေမဖို့လေးရခြင်းပါလေရှုံးကျွေးလေးကြည်ခြင်းပါလေအမြဲတမ်းလိုခြင်းပါဆိုရင်ဒီညနေမှာထိုးရမယ်တကွာကောင်းလေးသည်56မယောက်ကွက်ဖြစ်ပါလေနော်56တီးသားမယောက်ကွက်လေးတွေဖြစ်ပါလေလုံးဝကိုနော်ရှုံးကျွေးလေးကြည်ခြင်းနာလို့အမြဲတမ်းလိုခြင်းပါလေဆိုကမလေးယူပြီးထိုးပါယူပြီးကစားပါတခါမှတော့မထိုးဘူးလို့ဒီညနေမှာတော့ကျွန်တော်လည်းကန်ဆယ်ခြင်းပါလေနော်ကိုရင်းနဲ့လည်းကန်ဆယ်ခြင်းပါလေကိုရင်းနဲ့ပေးခနေနေကိုပဲလိုက်ပြီးစော့ခြင်းနဲ့လိုက်ကစားခြင်းနဲ့ဆိုရင်ဒီနေ့မှာထိုးရမယ်တကွက်ကောင်းကတော့56ကတော့ဒါမိန်ခွက်လေးဖြစ်ပါလေနော်မိန်ခွက်လေးဖြစ်ပါလေအကြိုက်တူပါလေဝါနာတူပါလေယုံကြည်မှုရှိပါဆိုရင်လုံးဝထိုးပါလုံးဝအကြိုက်မတူဘူးဝါနာမတူဘူးဆိုရင်လုံးဝမထိုးပါနဲ့ဘာကြောင့်ဆိုကျွန်တော်တို့တော့မှန်လက်ခါလည်းရှိလို့မှားလက်ခါလည်းရှိတယ်အမားမှန်တော့လက်ခံပေးပါအမားမှန်ကိုလက်ခံပေးဆိုတော့ဘာကြောင့်ဆိုကျွန်တော်ဒီတစ်ချိန်တော့မှန်လို့ကျွန်တော်တစ်ချိန်တော့မှန်ခဲ့လို့လည်းအမြဲတမ်းမှန်မယ်လို့လည်းမတွေးပါနဲ့ကျွန်တော်ချိန်တော့မှားခဲ့လို့လည်းအမြဲတမ်းမှားမယ်လို့လည်းမတွေးပါနဲ့အဓိကဒီကျွန်တော်ဆော့လာသည်အမားနဲ့အမှန်လည်းရှိတယ်မှန်လက်ခါလည်းရှိတယ်မှားလက်ခါလည်းရှိတယ်10ချိန်ကို4ချိန်3ပုံ5ချိန်တော့အကောင်းဆုံးကိုစူးစမ်းပြီးလုပ်ပြဖြစ်ကြောင်းကိုကျွန်တော်ကုမာရီဘက်ကနေပြီးတော့ဝါနာတူပါလေယုံကြည်မှုရှိပါလေဆိုရင်တော့ယူပြီးထိုးပါယူပြီးကစားပါလုံးဝဝါနာမတူရင်လုံးဝအကြိုက်မတူရင်လုံးဝမထိုးပါနဲ့ဘာကြောင့်ဆိုရင်ကျွန်တော်ကမှလေတော့ကန်နာပါလေအကြိုက်မတူတာလို့ဝါနာမတူတော့ဆိုရင်လုံးဝမကစားနဲ့ဆိုတော့ဘာကြောင့်ဆိုရင်ကျွန်တော်ကမှလေကန်နာလို့ဖြစ်ပါလေနော်ကန်နာဆိုတော့ကျွန်တော်ရားခါလေးရမယ်နော်လွဲခဲ့တဲ့ခါလေးလွဲပါတယ်နော်အကြောင်းအားလုံးပဲလက်ခံနိုင်တယ်ဆိုရင်ယူပြီးထိုးပါယူပြီးတော့ကစားပါလို့အားလုံးပြောချင်ပါလေကဲအားလုံးကျွန်တော်ဗီဒီယိုဖိုင်လေးကတော့ပြန်နေကြလာခွင့်ပြုပါလေဗျာကဲအားလုံးပဲဘိုင်ဘိုင်ပါ